ဘယ်မင်္ဂလာပါဒီနေ့ကျွန်တော်ဒီမနေ့ဘုရားသခင်ဖွင့်ပြပေးတဲ့နှုတ်ကပတ်တော်တစ်ချက်နဲ့ခေါ်ပေးချင်ပါတယ်ဒီနေ့လောကကြီးမှာတစ်နေ့ကုန်သွားတယ်တစ်လကုန်သွားတယ်တစ်နှစ်ကုန်သွားတယ်အဲ့ဒီအရာတွေအလုံးဘယ်သူပေးလဲဆိုရင်ဘုရားပေးတာဖြစ်ပါတယ်เนาะဘယ်သူတွေအတွက်ပေးတယ်လဲဆိုရင်သက်ရှိတမဲတရဝတလိษံလူအမျိုးမျိုးအတွက်လည်းပေးတာဖြစ်ပါတယ်လူတော်မှဘာသာအသီးသီးလူမျိုးအသီးသီးကိုဘုရားသခင်ကအသက်ရှင်ခွင့်ပေးတယ်ဒါပေမဲ့လောကမှာမြင်နေရတဲ့အရာတွေအားလုံးကတရက်ပြီးတရက်တစ်နှစ်ပြီးတစ်နှစ်ကုန်သွားပြီမဲ့ဘယ်တော့မှမကုန်နိုင်တဲ့အရာတော့ကျွန်တော်ခုနှုတ်ကပတ်တော်နဲ့ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့109ခုမြောက်သောစာလအငယ်1မှာဒီမိနစ်ကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ဘုရားသခင်ရှင်းကနေစကားပြောတဲ့စကားတစ်ခေါ်အရင်အရေးကြီးလို့ကျွန်တော်ဒီနေ့ကျွန်တော်ဝင်ငါချင်ပါတယ်ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစင်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလို့တဲ့ဆိုတော့ဘုရားသခင်ကလေကျွန်တော်တို့လောကမှာရှိတဲ့အရာတွေအလုံးတနည်းပြီးနေ့ကုန်သွားပြီမဲ့ဘယ်တော့မှမကုန်နိုင်ရတော့ဂရုဏာတော်ဖြစ်ပါတယ်အဲ့ဂရုဏာတော်ကလူတိုင်းအတွက်ဖြစ်တယ်သူ့ကိုသိတဲ့သူရောမသိတဲ့သူရောအားလုံးအတွက်ဖြစ်ပါတယ်ဒါကြောင့်မို့လောကမှာကျွန်တော်တို့လုပ်တဲ့အရာတွေတဘာဝတွေအားလုံးကကုန်သွားပြီမဲ့ရစ်တွေကြော်သွားပြီမဲ့ကျွန်တော်တို့အတွက်ဟောင်းသွားပြီမဲ့ဘယ်တော့မှမဟောင်းဘူးဘယ်တော့မှမကုန်တာတော့ဖခင်ရဲ့ယေရှုဂရုဏာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခေါ်ပေးချင်ပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေတင့်အတွက်လည်းဖြစ်တယ်အာမင်